မင်္ဂလာပါခင်ဗျာကျွန်တော်တို့အားလုံးဟာဘဝရဲ့နေဝင်ခြင်းကိုရောက်တဲ့အခါအဲ့ဒီတုန်းကသာငါတီးခဲ့ရင်သိကောင်းပါပဲဆိုတဲ့စကားမျိုးနဲ့နောင်တရတတ်ကြပါတယ်ငွေရတဲ့အချင်းဆိုတာအမားတွေကိုပြင်ဆင်ဖို့အခွင့်အရေးရှိသလိုနောက်တစ်ချိန်မှာပြန်မရနိုင်တော့မဲ့အဖိုးတန်တဲ့အခိုက်အတန့်တွေလည်းဖြစ်ပါတယ်ဒါပေမဲ့လူအများစုဟာလော်ကီလိုင်းတဘိုးတွေကြားမှာနစ်မျောရင်တကယ်အရေးကြီးတဲ့အရာတွေကိုသတိမထားမိပဲကြော်ဖြတ်မိတတ်ကြပါတယ်ဒီကနေ့မှာတော့သင်ရဲ့အနာဂတ်မှာနောင်တကင်းစင်ပြီးစိတ်အေးချမ်းရစီဖို့အတွက်ငယ်ရွယ်စဉ်မှာမသိခဲ့ရင်ရလာမယ်နောင်တ5မျိုးကိုအသေးစိတ်မျှဝေပေးသွားမှာပါဒီအချက်တွေကိုသိထားခြင်းကသင်ရဲ့ဘဝရဲ့လမ်းကြောင်းမှန်ကိုအချိန်မီပြောင်းလဲနိုင်ဖို့အတွက်အကောင်းဆုံးလက်နက်တစ်ခုဖြစ်လာမှာပါဗျလူငယ်ဘဝမှာကျွန်တော်တို့အမားယွင်းဆုံးအယူဆကတော့အချိန်တွေအများကြီးရှိပါသေးတယ်ဆိုတဲ့အတွေးပဲဖြစ်ပါတယ်ဒီအတွေးကြောင့်ပဲအဖိုးတန်တဲ့လူငယ်ဘဝရဲ့အားအိမ်တွေကိုအတိတ်ဖေမရှိတဲ့နေရာတွေမှာအလွယ်တကူဖြုံးတီးပြမိတတ်ကြပါတယ်ဆိုရှယ်မီဒီယာပေါ်မှာအကျိုးမဲ့ရှောက်ကြည့်နေတာသူတစ်ပါးအတင်းအဖျင်းတွေကြားမှာနှိမ့်မောနေတာဒါမှမဟုတ်ဘာရီမှန်းချက်မှမရှိပဲအချိန်တွေကိုဒီအတိုင်းကုံဆုံးစေတာဟာနောက်တစ်ချိန်မှာအကြီးမားဆုံးသောနောင်တကိုခေစေမှာပါအချိန်ဆိုလားပြန်နှုတ်လို့မရတဲ့ဘဝရဲ့ယဉ်နီးမြုံနှံမှုတစ်ခုပါအသက်ကြီးလာလို့အားအင်းတွေညော့နေလာတဲ့အခါမှာငါမှအားရှိတုန်းကဒါတွေလုတ်ခဲ့တဲ့တာလို့တွေးမိရင်အချိန်တွေကနောက်ကျသွားပါပြီကိုယ်ပိုင်အချိန်ကိုတန်ဖိုးထားရဲဆိုတာတစ်ချိန်လုံးအလုပ်လုပ်နေဖို့မဟုတ်ပဲမိမိရဲ့အချိန်တစ်မိနစ်ချင်းစီကိုမိမိရဲ့တိုးတက်မှုအတွက်ဖြစ်စေမိမိချေရတဲ့သူတွေအတွက်ဖြစ်စေအတိတ်ခေရှိရှိအတုံးချတတ်ဖို့ဖြစ်ပါတယ်ဒါကြောင့်အခုကစပြီးသင်ရဲ့အချိန်တွေကိုစနစ်တကျစီမံခန့်ခွဲပါအကျိုးမရှိတဲ့အရာတွေကိုညှင်းဆန်တတ်ပါစေအချိန်ကိုတန်ဖိုးထားတဲ့သူကိုအချိန်ကပြန်တန်ဖိုးထားတတ်ကြတာနောင်တချင်းစင်တဲ့အနာဂတ်ကိုပိုင်ဆိုင်ခြင်းရင်တော့ဒီနေ့ဒီအချိန်ကစပြီးအချိန်ကိုအကျိုးရှိဆုံးရင်းနှီးမြှုပ်နှံလိုက်ပါဗျာလူငယ်ဘဝမှာအောင်မြင်မှုရဲ့လူရှိတဲ့ဘက်ဟာကိုရှာနိုင်တဲ့ငွေပမာဏပေါ်မှာပဲမူတည်တယ်လို့မှားယွင်းစွာယူဆတတ်ကြပေမဲ့တကယ်တမ်းမှာတော့ရှာလို့ရလာတဲ့ငွေကိုဘယ်လိုစီမံခန့်ခွဲတယ်လဲဆိုတာကမှအနာဂတ်ဘဝကိုဆုံးဖြတ်ပေးသွားတာပါဗျာငယ်ရွယ်စဉ်မှာအားအင်းတွေရှိနေတော့ငွေဆိုတာရှာရင်ပြန်ရတာပဲဆိုတဲ့စိတ်နဲ့ရသမျှငွေကိုအသုံးအဆောင်ပစ္စည်းသစ်တွေနဲ့အပေါ်ရန်အလအပတွေနဲ့ခစ်မိတဲ့လူနေမှုပုံစံတွေနောက်မှာလိုက်ရင်းအကုန်အစင်သုံးပမိတတ်ကြပါတယ်အဲဒီလိုငွေရေးစီမံမှုပညာကိုလျှော်ယူစုဆောင်းခြင်းနဲ့ယဉ်နီးမြုပ်နှံမှုအလေးအကျင့်မရှိခဲ့ရင်အသက်ကြီးလာတဲ့အခါမှာဒါမှမဟုတ်အရေးပေါ်အခြေအနေတစ်ခုကြုံလာတဲ့အခါငွေကြေးကျွင်းရပြီးနောင်တကြီးစွာရလာတတ်ပါတယ်တကယ်တော့ငွေရေးစီမံခန့်ခွဲမှုဆိုတာပတ်စံအများကြီးရှိမှလုပ်ရတာမဟုတ်ပဲရှိတဲ့ပမာဏအများငယ်ပေါ်မှာဘလို့ခွဲဝေသုံးစွဲမလဲဆိုတဲ့စီကန်းရှိမှုမှနဲ့စတင်တာပါဗျာကိုယ့်ရဲ့ဝင်ငွေနဲ့ထွေးငွေကိုစနစ်တကျမသိတာအကျွေးတွေနဲ့ပတ်လဲဝိုင်းနေတာဟာနောက်တစ်ချိန်မှာကိုယ့်ရဲ့စိတ်ချမ်းသာမှုနဲ့လွတ်လပ်ခွင့်ကိုရောင်းချလိုက်သလိုပါပဲစောစောကသာငါစုခဲ့ရင်စောစောကသာအတက်ပညာတစ်ခုခုမှယဉ်နှီးမြုံနှံခဲ့ရင်အခုလိုပင်ပန်းမှမဟုတ်ဘူးဆိုတဲ့နောင်တမျိုးဟာအတော်လေးကိုခါးသီးပါတယ်ဗျာဒါကြောင့်ငယ်ရွယ်စဉ်မှာငွေရှာရုံတင်မဟုတ်ပဲငွေကိုဘလို့ထိန်းသိမ်းရမလဲဘလို့ပွားများအောင်လုပ်ရမလဲဆိုတဲ့ financial literacy ကိုတေချာလေ့လာပြီးအသုံးစရိတ်ကိုထိန်းချုပ်တတ်ဖို့လိုအပ်ပါတယ်ဒီနေ့သင်ပြုလုပ်လိုက်တဲ့သေးငယ်တဲ့အစုအဆောင်မှုလေးကနောက်တစ်ချိန်မှာသင်ကိုစိတ်အေးချမ်းသာစွာအနားယူခွင့်ပေးမဲ့အုတ်မြန်ထီလာမှလို့အခုကစပြီးငွေရေးစီမံခန့်ခွဲမှုကိုအလေးထားလှုပ်ဆောင်လိုက်ပါတော့လားကျွန်တော်တို့ငယ်ရွယ်ဘဝမှာအကြီးမားဆုံးမှားယွင်းတတ်တဲ့အချက်တစ်ခုကတော့ကိုယ်နှလုံးသားရဲ့တောင်းဆိုတဲ့နဲ့ပတ်ဝန်းကျင်ရဲ့မျှော်လင့်ချက်တွေနဲ့လူမှုရေးဖိအားတွေနောက်ကိုပဲဦးစားပေးလိုက်မိတာပါပဲဗျာဒီအလုံးမှာပတ်စံရမှာဒီပညာရက်မှာလူရဝင်မှာဆိုရဲသူတစ်ပါးသတ်မှတ်ပေးထားတဲ့စံနှုန်းတွေကြားမှာကိုတကယ်ယူးဆွာနေရတဲ့ဝါသနာတွေနဲ့ငယ်ဘဝအိမ်မက်တွေကိုအချိန်မရှိဘူးဆိုတဲ့စင်ကြေတွေနဲ့ဖုန်တက်ခံကပစ်ထားမိတတ်ကြပါတယ်ကိုမကြိုက်တဲ့အလုပ်ကိုအသက်မွေးဝမ်းကြောင်တင်မဟုတ်ပဲအသက်လုံးပုံငေါလုပ်ကိုင်ရင်အသက်အရွယ်တစ်ချိန်ရောက်တဲ့အခါမှာတော့အောင်မြင်မှုတွေရှိနေတဲ့အရင်မှာစိတ်ထဲမှာတစုံတရာလိုအပ်နေသလိုဟာတာကြီးခံစားရပြီးငါတကယ်လှုပ်ချင်ခဲ့တာဒါမဟုတ်ပါလားဆိုတဲ့နောင်တကရင်ထဲကိုအကြီးမားဆုံးရိုက်ရှိလာတတ်ပါတယ်တကယ်တော့အိမ်မက်ဆိုတာငယ်ရွယ်စဉ်မှာတင်မွေးမြူယုံနေမဟုတ်ပဲအကောင့်ထဲပေါ်ဖို့ရဲရဲဝံ့ဝံ့စူးစမ်းရမယ့်အရာမျိုးပါကိုယ့်ရဲ့ဝါသနာကိုအချိန်ပေးမလစ်လာခဲ့မိတာကြာရှုံးမှကြောက်လို့ခြေလားမလန်းခဲ့မိတာတွေဟာအသက်ကြီးလာတဲ့အခါမှာပြန်ပြင်လို့မရတဲ့ဆုံးရှုံးမှုတွေဖြစ်သွားတတ်ပါတယ်အဲ့ဒီတုန်းကဒါမှဝါသနာနောက်ကိုရဲရဲဝံ့ဝံ့လိုက်ခဲ့ရင်အခုဆိုငါဘလို့ဖြစ်နေမလဲဆိုတဲ့အတွေးမျိုးနဲ့ရှင်သန်ရတာဟာအတော်လေးကိုစိတ်ပင်ပန်းဖို့ကောင်းပါတယ်ဗျာဒါကြောင့်ပတ်ဝန်းကျင်ကဘလို့ပဲပြောကိုယ့်ရဲ့တကယ့်ဝါသနာကဘာလဲဆိုတာကိုရှာဖွေပြီးအချိန်ပေးစိုက်ပြိုးပါအိမ်မက်ဆိုတာကြီးစီရမလို့ပါဘူးကိုယ့်ကိုစိတ်ပျော်ရွှင်စေဖို့နဲ့ကိုယ့်ဘဝကိုအတိတ်ပဲရှိစေဖို့ဆိုရင်လုံလောက်ပါတယ်နောက်တစ်ချိန်မှပြန်ကြည့်တဲ့အခါအားရကျေနပ်မှုရှိနေဖို့အတွက်အခုလက်ရှိမှာတင်သင်ရဲ့ဝါသနာအလင်းတိုင်လေးကိုမငြိမ်းထွားအောင်ထွန်းညှိထပ်လိုက်ပါတော့ဗျာဘာတော့
အခုပြောပြခဲ့တဲ့နောင်တ၅မျိုးကိုပြန်ကြည့်မယ်ဆိုရင်အားလုံးဟာကျွန်တော်တို့လက်တကမ်းမှာရှိနေတဲ့အရာတွေကြီးပါတယ်ဘဝဆိုတာပြန်လှည့်ကြည့်တဲ့အခါလှုပ်ခဲ့မိတဲ့အမားတွေထက်မလှုပ်ခဲ့ရလေခြင်းဆိုတဲ့အရာတွေကပိုပြီးရင်နာဖို့ကောင်းပါလေငယ်ရွယ်ချင်းဆိုတာအချိန်တစ်ခုအထိရနိုင်တဲ့အထူးအခွင့်အရေးထီလို့ဒီအခွင့်အရေးကိုနောင်တတွေနဲ့မလဲလွယ်လိုက်ပါနဲ့ဒီကနေ့ကစပြီးအချိန်ကိုအကျိုးရှိရှိသုံးပါကျမ်းမာရေးကိုဂရုစိုက်ပါငွေရေးကိုစနစ်တကျစီမံပါကိုယ်အိမ်ဘက်ကိုအတန်တွင်းပြီးဘေးနားကချေရတဲ့သူတွေကိုတန်ဖိုးထားပါဒီအချက်၅ခုကိုသာအခုကနေစပြီးလက်ကင်ထားနိုင်မယ်ဆိုရင်တင်းရဲ့အနာဂတ်ဟာတောက်ပပြီးစိတ်အေးချမ်းရမယ့်ဘဝတစ်ခုဖြစ်နေမှာအသေးကြပါပဲမိတ်ဆွေတို့ကတော့ဒီ၅ချက်ထဲကဘယ်အချက်ကိုအခုအချိန်မှာအလိုအဆုံးလို့ခံစားရတယ်လဲ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးဗျာအားလုံးပဲနောက်တာကင်းစင်တဲ့အောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစီဗျာ